ကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆေးရဆိုကြတယ်ထာဝရဘုရားနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုဘုန်းကြီးတို့ပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုတော့ဘယ်သူမှမြင်ဘူးဒီပိဋကတ်ထဲမှာ God မြင်မှုတဲ့လူတယောက်မှရှိမှာမထင်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူးနော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတာမရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝိရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိတယ်သေချာတယ်အဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝိရိယ effort makes the impossible possible ဒီလိုပဲပြောရmind makes the impossible possible လူရဲ့စိတ်ဆွမ်းအားလည်းအမတန်ထက်မြက်တယ် determine mind makes the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်ဆွမ်းအားအသိဉာဏ်ကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှန်တယ် God makes the impossible possible ဆိုတာ God ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအာကမကမရှိဘူးဟောတာကအာမခံရှိတယ်ဘာလို့တော့ဆိုရင်ကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible God ရှိလားဆိုတာကပိုအရေးကြီးနေတယ်ဟုတ်ကဲ့လားရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်သွားပြီဟောဆန္ဒဆိုတာမရှိဘူးလားရှိတယ်ဝိရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာအပိုးမသေးကြဘူးလားဒါကြောင့်မို့လို့ဆန္ဒဝိရိယဝိမာန်တစိတ်တဆိုတဲ့ဒီစွမ်းအားတွေဟာအမတန်မှတန်ဖိုးရှိတဲ့စွမ်းအားတွေဖြစ်ပါတယ်ဒါကြောင့်ဘဝကိုအလှဆင်တော့မယ်ဆိုလို့ရှိရင်အာမန်အပြည့်တတိမကွာပညာမြော်မြင်ဒီစွမ်းအားတွေနဲ့